ကတော့ Vivo City ရဲ့ Rooftop Skypark ပါSentosa ကျွန်းကို MRT နဲ့သွားမယ်ဆိုလို့ရှိရင် Harbourfront Station ကနေပြီးတော့ဒီ Sentosa Express Station ကိုကျွန်တော်တို့ဒီ Vivo City ရဲ့ Level 3ကနေပြီးတော့မှပဲ transit လုပ်ပြီးတော့သွားရတယ်ဗျကလေးတွေရေကစားလို့ရအောင်လဲဖန်တီးပေးထားသေးရဲ့ဗျတာယာပြီးကြီးကျယ်ခမ်းနားတဲ့ Skypark တစ်ခုပါပဲဗျာVivo City View Point ရဲ့တောင်ဘက်ကိုကြည့်လိုက်မယ်ဆိုရင် Sentosa ကျွန်းကိုကျွန်တော်တို့လှမ်းမြင်နေရပြီပေါ့နော်ခုတွေ့နေရတာတော့ Harbourfront ရဲ့ ferry site ပေါ့နော်ဒီကနေပြီးတော့အင်ဒိုနီးရှားပါတန်ကိုတိုက်ရိုက်သမောနဲ့တွားလို့ရတယ်ကောင်းကင်မှာတွေ့တဲ့သားတဲ့ cable car line ကနေပြီးတော့လည်း Sentosa ကိုတွားလို့ရတယ်Sentosa ကျွန်းရဲ့ဘက်ချမ်းကိုကြည့်လိုက်မယ်ဆိုရင်ဘာနီကျွန်းကိုတွေ့ရမှာပေါ့နော်။ဘာနီကျွန်းကလက်ရှိမှာတော့ trading zone အနေနဲ့ရှိနေပေမဲ့သူ့ရဲ့ future plan မှာတော့ tourist တွေကိုပို့ပြီးတော့ဆွဲဆောင်နိုင်ဖို့အတွက်သူကဒီ recreation ပေါင်းပြီးတော့ထည့်နိုင်ဖို့သူတို့စူးစမ်းနေကြတဲ့အနေအထားရှိတယ်။ Vivo City ကနေ Sentosa ကိုထွေတန်းထားတဲ့ MRT ပစ္စည်းကွေးသေးလေးတွေပေါ့ပါတန်ကိုဒီစင်နိုဖယ်ရီလေးနဲ့သွားမယ်ဆိုလို့ရှိရင်15မိနစ်သာကြာမြင့်မှာဖြစ်ပါတယ်အားလုံးကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေဘိုင်ဘိုင်